ဒီကောချိုက်ဆိုတော့ဒီကောကိုရိုက်ဖို့အတွက်စီစဉ်ထားတော့ရအောင်ချဆိုတော့အခုအခုအချိန်ရတဲ့အချိန်ပေါ့နော်အချိန်ရတဲ့အချိန်မှာဒီစကောရိုက်ဖြစ်အောင်ရိုက်လိုက်တယ် ဟုတ်ကဲ့စက်ကောင်ရဲတဲ့အချိန်မှာဘာအခက်အခဲတွေရှိလဲ အခက်ခဲရဆိုတော့အချိန်ပေါ့နော်ဒီကတော့အချိန်အခက်ခဲဆိုတော့ဒီအချိန်ရအောင်ကန်တက်တယ်ဆိုတော့ဒီအချိန်ကို live မှာရရတယ်ဆို script တွေပြောင်းရတာမနေဘူး script တွေကောက်ပြောင်းရရတယ်ဒီမှာတချို့အခန်းတွေမထည့်လိုက်ရဘူးဒါဆိုရင်အချိန်ကအရင်နေတော့လို့ဆိုတော့ဒီဘူးရောရဒီဘူးရောအခက်ခဲရရှိ ဒီစက်ကောင်မှာဂျင်းနဲ့မှုဘယ်လောက်ရှိလဲဘယ်လောက်ဂျင်းနဲ့လဲပေါ့ ဒီစကားကျပထမဦးဆုံးအပြည့်ရတယ်ပေါ့။ပြည့်ရှိမှရိုက်တာရှိတယ်ဆိုတော့အပြည့်ကပထမဆုံးစကားပြန်ရိုက်တယ်ဆိုတော့ရှင်းနေမှုတော့ရှိပါတယ် နောက်ထပ်စက်ကောင်တွေမှာလည်းဒီလိုစက်ကောင်မျိုးရိုက်ချင်သေးတယ် အခုကကျတော့ဝါနဲ့သက်ဆိုင်တဲ့စကားကိုရိုက်